မိတ်ဆွေတင်ဟာဖျားသားမိတ်ဆွေတင်ဟာဖျားသားဗမာစကားအရသားလို့သုံးလိုက်တာရင်းနှီးစေခြင်းလို့ဘာသာစကားအရဒါပေမဲ့အဲ့သားအရာတဲ့ပူတယ်တင်ဟာဖျားပကတိဖြစ်ခြင်းအပြည့်ရှိတော်သူဖြစ်တယ်တင်ဟာဖျားနဲ့တတန်နဲ့ဖန်ဆင်းခံရတော်သူဖြစ်တယ်ဖျားပြုတဲ့အမှုတွေအားလုံးကိုတင့်ကိုပြုဖို့မြေကြီးပေါ်မှာဖျားသခင်ခံထားတာအာမင်ဖျားသခင်လူကိုစဖန်ဆင်းတော့ဘယ်လိုပြောလဲတင်းကိုကုံစင်းနှုံးတော့နိုင်ကြလောတင်းကိုအစိုးရကနိုင်ကြလောအဲ့လိုမပြောဘူးတင်းဒီမြေကြီးကိုအုပ်ဆိုး၍နိုင်လောလို့ပြောတဲ့လူဖြစ်တယ်အဲ့ဒါလူဒီလူအာမင်ယေရှုခရစ်အပြည့်ဘုရားသခင်အဲ့ဒီအရာရာအလုံးတင်းပြန်ပေးလိုက်ပြီဘုရားသခင်အလုံးတက်နိုင်တယ်တင်းမယုံရင် तू ဘာမှမတက်နိုင်ဟုတ်တယ်လေဟုတ်တယ်ဘုရားသခင်အလုံးတက်နိုင်တယ်တင်မယုံရင်ဘာမှမတက်နိုင်ယုံတဲ့သူရဲ့အသက်တာထဲမှာဘုရားရဲ့တက်နိုင်ခြင်းတွေများများမြင်ရတယ်ယုံကြည်ခြင်းရှိတော်သူဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေ